ခဏဘာလုပ်လဲကျိုးတို့ဘာလုပ်လို့လဲဗျ ကျွန်တော်ကြောင်မလုပ်ပါနဲ့ကျွန်တော်ဘာလုပ်လို့လဲ ကျိုးတို့ဘာလုပ်လို့လဲလို့ ဘာလဲကိုကြီး ဘာလုပ်လို့ စက်ကိုပိတ်ငါခုမှထောင်းထွက်လာနော်ထောင်းနဲ့ပြန်ဝင်မလေးဘူးသဘောပေါက်လားပါစက်ကိုပိတ်ပြီးတိတ်ဟာဟေးအဲ့ကျုံးမလဲဗျ ပြီးတယ်ပါစက်ကိုပိတ်တာလူထပ်တော့ဝင်မလေးဘူးလို့ ကျွန်တော်ဘာလုပ်လို့ဒီကိုတောင်းနေလို့ ပိတ်တော့နော် မင်းကြောက်ကြောက်တမျိုးမထင်နဲ့တော့အဲ့ဘဲပုံစံလဲရဲစဲရဲပုံစံပဲပြီးတော့ထောင်းလည်းဒီနေ့မှထွက်လာလို့ပြောတယ်မိမကိစ္စလည်း तू အလန်းဝင်းနေပုံရတယ်အဲ့ဒါလေမိမ तू ဘာပဲလုပ်လို့ तू ဆန္ဒအားလုံးဖြည့်ဆည်းပေးလိုက်နော်ကြောက်ကြအားလုံးနားလည်ပေးရတယ်နော်မိမနော်ဟိုအဲ့လိုမှမိမမဖြည့်ဆည်းပေးဘူးဆိုရင်ကြောက်ကြောက်နေအောင်တက်နေမယ် ရှင်ဘာပြောနေရလဲ ဟိုမိမကို तू ခုနနိုင်နေမဟုတ်လား ဘေးကတော့နန်းရမှာလဲယောက်ျားကလည်း ဟိုအဲ့ဆို ဒီလိုယောက်ျားရဲ့ဒီလို ဟာငါညီးထင်တယ်ညီးကိုစိတ်ဝင်စားတာမဟုတ်ဘူးနော်ငါစိတ်ဝင်စားတာညီးလင်ကိုဟာစီဘူးပဲနားရှိလဲဟမ် ဒီကိုတောင်းနေလို့ ကျေးဇူးပဲ ပိတ်တော့နော်အဲ့လိုကြာ အဲ့လိုပဲဟဲ့ဒီမှာ ဘာလို့ဘယ်လိုလဲကျွန်တော်တို့ဘယ်လိုကျွန်တော်တက်ပါ ဘာသာကြကြလိုက်ပါလေနော်ဘာမှမရတဲ့ဒီလား